lema cái chali dia ni buena ai nari ya buena đây đi extra ok cái alo quan trọng đúng không ta được khổ sự bây giờ đi ra tòa nhà vào cái nhá cái đi đâu nha cái này ngay xin nha bố rồi đi đâu bố sáng ra đi khá là sẽ lại đi đâu tụi anh sẽ cầm hộp chế vào đấy nhá sẽ lại đi jadi tar mazori karza tadna bi berde ga ubuzama ya sidi ega magabra nadriya kamara nadriya dan kamarhan bwe ya berde do didi do ubuzama ya ji do mu do sia ro shin tumya a thasin ko myu buzo chin ko set let song ywe ma phit pare da jaung chano do along ko yashi ke de tadana bi berde do myat do ye alu ye ko sa yakun ni yashi de tarama zodi karza tadana bi berde do ko yani lu ro mingla chwa yaw ja de mingla min paitan mya ye ko sa tu dhamma mani thoda dara uthi lai chwa yaw pi do sakat puzo pi lu ya ba le yogi ma yogi tro tin mya ma computer puzo kan sia ro ko amida puzo mya sakat puzo chin saw ywe ni ma phit pa leသိခါတယ်ယနေ့ထဆင်ကုန်ပြုပူဇော်ကံဗရဏဒေသနိယရဲ့ဘုနောဘတံ္ဍာသိခါထယဟန္တာဧကမကြီးများကနေပြီးတော့မှအာမိတပူဇော်များဆက်ကပူဇော်နေပါလေဆက်ကပူဇော်ခြင်းနောကမလူတော်ငွေ9သိန်းကျပ်ဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့ပရမဇောတိကသာသနာပြုဘုရားစိတ်တော်ကိုနိုင်ငံတော်ချင်းမြင့်ထားတဲ့ပုံမှာတရားဓမ္မများအားလုံးရဲ့ကိုစားဆရာတော်ဗရဏဒေသနိယကိုထပ်ဆင့်ပူဇော်ခြင်းအမှုကိုပြုလုပ်မှာဖြစ်ပါတယ်သုဒ္ဓမမဏိသောတဒရဦးထေးလိုက်မှကြွရောက်ပြီးထပ်ဆင့်ဂုဏ်ပြုပူဇော်စက္ကပ်ပေးပါရန်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျာဆရာတော်ရဲ့ပစ္စည်းလေးပါအလှူဒါယကများဖြစ်တဲ့ဦးသိန်းအောင်တို့ဇနီးမောင်နှံကအားလုံးသောယောဂီသူတော်စင်များရဲ့ကိုစားအလှူဒါယကဒါယကများရဲ့ကိုစားသာသနာ့ဇောတိကရသဘုရားစိတ်တော်ကိုထပ်ဆင့်လို့ဂုဏ်ပြုပူဇော်ပေးခြင်းဖြစ်ပါတယ်အားလုံးသောယောဂီသူတော်စင်ပေါင်းတို့ခင်ဗျာဆရာတော်ဘုရားရရှိတဲ့ဒီသာသနာပြုဘုရားစိတ်တော်ဟာသာသနာအကျိုးလူမှုအကျိုးလောကအကျိုးကိုဆောင်ရွက်တဲ့အတွက်ယခုကလည်းသာသနာ့ဇောတိကရသသာသနာပြုဘုရားစိတ်တော်ဆက်ကပူဇော်ခြင်းဖြစ်ပါတယ်ဆလေးပြီးဓာရီတော်များယနေ့တရမဇောတိကသာထပ်ဆင့်ဂုဏ်ပြုပူဇော်ခံသာသနာ့ဆိုင်ရာဘုရားစိတ်လေးစုံတို့ကိုပူဇော်ခံရရှိတဲ့ဗရဏဒေသနိယရှင်သူများအားနေပြီးတော့တကုံမြို့မှာစာစုနေပြီးတော့တကုံမြို့ဘုရားစိတ်စာစုရှင်ဆရာတော်ခုကုဏီညာငွေတော်တို့ရစာတင်လိုက်နေပြီးတော့တကုံကနေပြီးတော့မှလူတန်းနဲ့နဝကမ္မအထူတော်ငွေကျပ်2သိန်းတို့ကိုဆရာတော်ရဲ့ကိုစားကပ္ပိယကာလကမှာကြွရောက်ပြီးတော့ပူဇော်ခံဆရာတော်အဆက်ကလူတန်းပူဇော်ပေးပါရန်လေးစားတော်တန်ကြားပါတယ်ခင်ဗျာအခုခါသာသနာထုံးတမ်းစင်လာများနဲ့အညီထပ်ဆင့်ဂုဏ်ပြုပူဇော်ခံဆရာတော်ကိုအာမိတာပူဇာဓမ္မပူဇာများနဲ့အသီးသီးဆက်ကပူဇော်နေခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့အခုခန္ဓာကလည်းနည်းနည်းညောင်းလာတဲ့အတွက်ဒီလေးပြုလို့တဲ့ကုသိုလ်ကောင်းမှုကြီးကိုရွှင်ရွှင်ပျော်ပျော်နဲ့ဝမ်းမြောက်နှုတ်မော်လှူဒန်းပူဇော်နိုင်ခြင်းအတွက်မိမိတို့ရဲ့ကုသိုလ်ကိုဝမ်းမြောက်နိုင်စေဖို့အတွက်နေပြီးတော့တက်ကုန်းမြို့ဝေတော်တို့ရစာတင်တိုင်းစာချနာယကအရှင်မေတိယသာသနာ့ဓမ္မစရိယထေရဝါဒဓမ္မဂရိကလေရိကပ္ပဏစရိယကပြဝိတုမြန်မာနိုင်ငံစာရေးဆရာများအသင်းဝင်ကလောင်ရှင်မိုးရရေးဆက်ဒီကုန်းပူဇော်တဲ့ဘုံတော်တန်တချင်းကိုနိုင်ငံကျော်ဆိုတော်ရွှေရင်မင်းမိဘရိပ်မြန်မာမှုတေဂီတာအဖွဲ့ကနေပညာရှင်မောင်မျိုးမင်းတန်ကဆက်လက်လို့ပူဇော်ပေးပါခင်ဗျာ
အဲဒီလိုသာသနာတော်ကဆင်လာများနဲ့အညီဒီနေ့တရမဇောလကလာထဆင်ကိုပြုကုသိုလ်ပွဲကြီးကိုရှင်းပြောပြပြီးပြန်ကုသိုလ်လုပ်ပြီးပါပြီ။ဒါကြောင့်ဘုရားဘာသာတော်ကဆင်လာများရမိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုတို့ကိုယခုခါ